ကျွန်တော်တို့ကပတ်စံတွေချီးတာဘယ်တော့ပြန်ဆက်မှာလဲနင်းတော့တက်ကဘယ်ကချီးတာမချီးဘူးလားချီးတယ်ဗီဒီယိုနဲ့တော့သက်သေပြမှာချွေမိုးတဲ့မင်းကြီးပေးတဲ့9သိန်းတော့ခဏပေးပါအောင်ကြာပါမင်းထဲမှာ9သိန်းပြန်ချီးတာမင်းနိုင်မင်းတော့လားခင်ဗျာအဲ့မှာထိုင်နေသူလည်းတစ်ချိန်တကာကိုဖေးအောင်ဆိုတာသူပဲလေမင်းသားအကိုကအဲ့နဲ့ဘာလို့သွားထိုင်မင်းနိုင်ဟိုစမဲဒီပေါ်ကဆရာဝန်စင်10နဲ့ပေါ်လာဟုတ်တယ်ဘာဖြစ်လို့လဲဟာစိတ်နေပါလို့ဟောပေါ်ပါဘူးဘတ်ဂျက်တင်တာတစ်ထည်ကို9သိန်းတော့ဟမ်အဲ့ဒါကြီးက9သိန်းဘာဖြစ်လာလဲအဲ့ဒါကြီးက9သိန်းအပါဟောဒါအိုး9သိန်းအမရောတောင်းမှန်နော်မတောင်းမှန်နော်မတောင်းမှန်နော်မတောင်းမှန်နော်